ဟဲမင်္ဂလာပါဒီနေ့ကတော့မမေက10မိနစ်ထဲနဲ့အပြီးလုံးနိုင်တဲ့ဒီဖဲပြားသေးသေးလေးပေါ့နော်အခုကလစ်ကလေးတွေနဲ့အစုံလိုက်လေးတွေတက်နေကြတဲ့ဖဲပြားလေးတွေဒါလေးကအရန်လုံးဝလွယ်ပါတယ်အဲအကြောင်းမမေဖန်လေးတွေကိုဒါလေးတွေလုပ်ပြပေးမှာဖြစ်ပါတယ်မမေရဲ့ဒီဖဲပြားလုပ်နည်းလေးတွေကို YouTube နဲ့ Facebook TikTok မှာတင်ပေးထားပါတယ်ရှင် Subscribe Follow လုပ်ပေးကြပါဦးနော်အားလုံးပဲမင်္ဂလာပါဒီနေ့မမေလုပ်ပြမှာကတော့အခုဘေးထိုးကလစ်ကလေးတွေနှစ်ခုတွဲလေးတွေပေါ့နော်ဖဲပြားလေးတွေဒီဖဲလေးအသေးလေးနဲ့လောက်တာလေးခစ်စားနေလို့ပါဒါလေးကလုံးဝအရန်လွယ်ပါတယ်မင်းတို့ပထမအောင်ဆုံးလုပ်မယ်ဆိုရင်ဒါလေးကိုဒါမျိုးဒီလိုလေးခောက်မယ်ပြီးရင်ဒီဘက်ကဒီလိုလေးခောက်မယ်ပေါ့နော်ဒီလိုလေးနှစ်ခုယူထားလိုက်ပါယူထားပြီးသွားရင်ဒီဟာကိုဒီလိုလေးကွေးပြီးတော့ဒီလိုအဝိုင်းလေးပုံစံလေးကြက်ချေခက်လေးလုပ်လိုက်မယ်ပြီးရင်ဒီအပေါ်ကဖဲလေးကိုဒီအောက်ကနေရှက်ပြီးတော့ခွင်းထဲကိုထည့်လိုက်မယ်ခွင်းထဲရောက်လာပြီဆိုရင်မင်းတို့ဒီလိုမျိုးလေးရမယ်ပေါ့နော်ဒီမှာဒါမျိုးလေးရမယ်ဒါမျိုးလေးရတဲ့အခါကျရင်မင်းတို့ကဒီဖဲစလေးတွေမှာသူ့ကိုထိန်းထားတယ်ဒီအနောက်ကဒီဟာလေးပေါ့နော်ဒါလေးကိုမင်းတို့ကဆွဲမယ်ဒီဘက်ကအနောက်ကိုလည်းဆွဲမယ်ဒီဘက်အနောက်ကိုလည်းဆွဲမယ်နော်ကြည့်ပါလို့ဆွဲလိုက်ပါဆွဲလိုက်ဒါမျိုးလေးရပါမယ်ဒါမျိုးလေးရတဲ့အခါကျလို့ရှိရင်နည်းနည်းတက်တက်ရက်ဖြစ်သွားအောင်လို့အပြားလေးပေါ်အောင်လို့လုပ်မယ်ပေါ့နော်လုပ်ပြီးရင်ဒါလေးကဆဆချင်းလုပ်ထားရင်ကြီးနေမယ်ကိုယ်သေးသေးလေးကြိုက်လို့ရှိရင်ဒီဟာကိုသေးချင်းဒီဘက်ကဟာလေးကိုဒီလိုလေးဆွဲပါပြီးရင်ဒီဘက်ကဟာလေးကိုသေးချင်းဒါလေးကိုဒီလိုလေးဆွဲပါပြီးရင်ပို့ပြီးတေချာဝအောင်ဒါလေးကိုလှုပ်လိုက်ပေါ့နော်အဲ့ကိုလိုချင်တဲ့အရွယ်အစားရတဲ့အထိဒါလေးကိုဆွဲလို့ရပါတယ်အဲ့ဒါဆိုလို့ရှိရင်ဒီမှာဒီလိုလေးရပြီပေါ့နော်ရတဲ့အခါကျတော့မှမင်းကဒီဘက်နှစ်ဖက်ကလေးကိုမင်းကဖြတ်မယ်ပေါ့နော်ဖြတ်တဲ့အခါကျရင်သူနဲ့လော်လေးလူလေးဖြတ်နော်ဒီဘက်ကိုလည်းလူလေးဖြတ်နော်ဆိုရင်ဒီမှာအခုကလေးလေးတွေမှာလည်းအတက်များလူကြီးမှာလည်းတက်များတယ်ဖဲပြားသေးသေးလှလှလေးရပါပြီဒါလေးကိုအနောက်ကကလစ်ကလေးနဲ့တွေ့တက်လိုက်လို့ရှင်ရိုးရိုးရှင်းရှင်းလေးနဲ့လောက်ရတာအရန်လွယ်ပါတယ်မင်းလောက်တာဒီမှာ10မိနစ်တောင်မကြာဘူးเนาะလုံနေကြဆိုရင်လုံရင်းနဲ့မြန်သွားလို့ရှင်ပုံမြန်ပါတယ်မမေရဲ့ဒီဖဲပြားဗီဒီယိုလေးတွေကို YouTube Facebook နဲ့ TikTok မှာတင်ပေးပါတယ်ရှင်မင်း channel လေးကိုလည်း subscribe and follow လုပ်ပေးပါဒီဗီဒီယိုလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်လည်း like လေးနဲ့ comment လေးနဲ့ရေးသွားပါအောင်ရှင်